အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကားလီလန်ပွဲလေးသွားကြည့်ပါမယ်ကျွန်တော်တို့ဒီ auction ကို10နာရီလောက်ရောက်တယ်ပေါ့အထဲမှာတော့လေလန်းစာနေပါပြီခုသွားတဲ့နေရာကတော့ကျွန်တော် Union Auction ပဲဖြစ်ပါတယ်ကျွန်တော်အထဲမှာ register လုပ်ရတယ်ပေါ့လေလန်းဆွဲမယ်ဆိုရင်လေကျွန်တော် register လုပ်ပြီးဆိုရင်ဒီမှာ service counter ရှိပါတယ်အဲ့မှာသွားပြီး register လုပ်ရတယ်သူတို့ register လုပ်ပြီးဆိုရင်ကျွန်တော်လက်မှာတစ်ကားလေးပတ်ပေးမယ်ပြီးရင်သူတို့စာအုပ်လေးတွေရှိရပေါ့ဒီဘယ်ကားတွေတင်မယ်ဘယ်ကားတွေလေလံဆွဲမယ်ဆိုတဲ့စာအုပ်လေးရှိတယ်အဲ့မှာကိုဒီမှာကိုလိန်3လိန်6လိန်ရှိတယ်အဲ့မှာသူတို့ဖွင့်ပေးထားလိန်4လိန်ပဲဖွင့်ပေးထားတယ်ဗျအဲ့မှာကျွန်တော်စာအုပ်လေးတွေရှိမယ်စာအုပ်လေးတွေတလိန်စီမှာတအုပ်ရှိပါတယ်အဲ့မှာယူပြီးတော့ဘာကားတွေလေလံဆွဲမယ်ဆိုတာကြည့်လို့ရပါတယ်လေလံဆွဲမဲ့ကားတွေကတော့အများကြီးပဲဗျဒီအနောက်ကဝင်းထဲမှာဆိုရင်လည်းကားတွေအများကြီးရှိပါတယ်သူတို့တစည်းကိုမကြောက်ခဏပဲ10မိနစ်2မိနစ်လောက်ပဲလေလံဆွဲတယ်ဗျအဲ့မှာရအောင်ယူပါတယ်ကိုကြောက်ရင်တော့ရအောင်ယူရတယ်ဗျပြီးရင်နောက်တစည်းခတ်သွက်လာတယ်သူတို့အချိန်နေအများကြီးမပေးဘူးအဲ့မှာကျွန်တော်ကားစီးတွေအများတော့လေကျွန်တော်အနောက်ထဲမှာဆိုရင်လည်းကားတွေအများကြီးရှိပါတယ်ဗျကျွန်တော်တစ်ချက်လိုက်ပြမယ်နော်နံပါတ်6လိန်မှာဆိုလဲဆိုင်ကယ်တွေမျိုးစုံကိုလေလံဆွဲတယ်နောက်ထဲမှာလဲဆိုင်ကယ်တွေထောင်ချီရှိသေးတယ်ကျွန်တော်ချက်ပြီးကြရင်လိုက်ပြမယ်နော်ဒါဆိုရင် Honda Wave သူတို့2400အနည်းစပြီးလေလံဆွဲပါတယ်နောက်ဘက်ဝင်ထဲမှာလည်းကားတွေအများကြီးကျန်ပါသေးတယ်လေးဆို Honda CR-V လေးသူတို့စာပြီးလေလံဆွဲမှာပန်း2သိန်းနဲ့စာမှာဟိုလောက်ဆိုရင်ကျွန်တော်တို့ထင်တယ်3သိန်းကျော်လောက်ဆိုရင်တော့ပြတ်မယ်ထင်တယ် Suzuki Swift မျိုးလဲစီလိုရန်ကောင်းတဲ့ကားလေးတီးတော့လေသူဆိုရင်ဟိုအားကစားတယ်ပတ်8000ကစားတယ်ပတ်8000အနေလေလံစားဆွဲဒီဘက်ချမ်းမှာတော့ဆိုင်ကယ်အများကြီးပဲအစီထောင်ချီရှိတယ်auto ဘိန်းနေရော club ဘိန်းနေရောရိုး125 gear ဘိန်းနေရောကောင်းလေးဆိုရင်ဘတ်ဟိုအစား3900ကစားဒီစီးလေးတော့ကြိုက်တယ် cafe less fine လို့ရတယ်ကောင်းလေးဆို4000ကစားစီးလေးဆို Harley Davidson သူဆိုရင်ဘတ်3သိန်း9,000နဲ့စတယ်
share ပဲเนาะဖြုတ်လိုက်ချင်တယ်ဒီစီးလေးဆိုရင် Harley Davidson low rider ကောင်းဆိုရင် batch 300နဲ့စပြီး batch 300မဟုတ်ဘူးဘယ်လောက်လဲကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဘတ်9သိန်းကနေစတယ်ဗျာဘတ်9သိန်းကနေစပြီးလေလံဆက်ဆွဲမှာဖြစ်ပါတယ်ပြင်မာတော့နည်းနည်းပူတယ်ဟိုဆိုတော့လေမေးလာဆိုတော့ပြင်မာနည်းနည်းပူတယ်ဆိုတော့ကျွန်တော်ဒီ air con ကနေတစ်ချက်သွားထိုင်မယ်ပေါ့နည်းနည်းပူတယ်ဒီမှာ air con ကနေမှာအစ်စေးပဲဒီစာရေတောက်ချင်းဟိုမှာရေဘူးလေးရှိရယ်ရေဘူးလေးပေးထားတယ်ဆိုရင် Mercedes 1.8 ဒီဆိုရင်ဘတ်9သိန်း2000အနေစပြီပြင်မယ်ဟုတ် sport car လေးနိုင်ငါကြိုက်တဲ့မိတ်ဆွေတွေတော်တော်လေးလာတယ်နောက်မှဆိုရင် BMW ရှိမယ်BMW တော်တော်လေးလာတယ်နော်ဆိုင်ငယ်လေးလည်းတော်တော်မိုက်တယ်မလေးသားဆိုတော့ဆိုင်ငယ်ကြိုက်တာပေါ့ဆိုင်ငယ်ပဲခွာကျင်တာဆိုတော့ကျွန်တော်တို့ဒီ time မှာကားဝယ်ကျင်တာဖြစ်ဖြစ်ဆိုင်ငယ်ဝယ်ကျင်တာဖြစ်ဖြစ် option သွားကျင်တာဖြစ်ဖြစ်ကျွန်တော်တို့ဆက်သွယ်နိုင်ပါတယ်